ဟုတ်ကဲ့ဒီနေ့ကျွန်တော်အားလုံးကိုမျှဝေပေးချင်တာဗာလဲဆိုတော့ဒါတီးတဲ့ခါမှာကျွန်တော်လက်ကမလွတ်ဘူးဆရာကျွန်တော်လက်ကတိုးနေတယ်လက်ကမလွတ်ဘူးအတန်မထွက်ဘူးအဲ့လိုမျိုးဟာလေးတွေကျွန်တော်တို့တွေ့ကြရတယ်ပေါ့နော်တွေ့ကြတော့အဲ့ဒီသူတွေအတွက်ကျွန်တော်တင်နန်းသားတွေကတော့တခြားကဟိုလေ့လာရတဲ့သူတွေကတော့ဒီအားလုံးအတွက်ကျွန်တော်ဒီနေ့တင်နန်းသားလေးကိုမျှဝေပေးချင်ပါတယ်ဗာလဲဆိုတော့ဒီနော်ဂီတာလက်တူတယ်လက်ရှည်တွေကတိတ်ကိစ္စမရှိဘူးတိတ်ခေါင်းနဲ့အုံးမစားနဲ့ဒါတော့လက်အထားတူဒီမှာရန်အရေးကြီးတယ်ရှုကဒီကော့ကင်မယ်ဆိုရင်အဲ့ဒီလက်ကဒီက free ပြရမယ်ရှုဆိုရင်ကျွန်တော်တို့ဒီလိုကြီးပေါအောင်မဟုတ်ဘူးဒီလိုကြီးတင်တာညံလာမသိဘူးညံနော်လိုကြီးတင်ပြီးတိရရှိမဟုတ်ဘူးဒီလက်က free ဖြစ်နေရမယ်နောက်တစ်ခုဒီမဲ့ကျွန်တော်ဒီ flat တန်နဲ့ဒီကော့ကိုင်နဲ့လက်နဲ့ကြားတဲ့တွေဟောဒီမဲ့ဒီကြားတွေလွတ်နေရမြင်ရလားမသိဘူးတချို့ကျတော့ဒီလိုပေါ့ဗျာတို့ပြောဒီလိုဒီ flat တန်ကြီးကိုဒီလိုကြီးတင်တယ်လက်ပေါ်တင်ပြီးတော့မှကော့ကိုင်တဲ့အတွက်ကြောင့်လက်တရကတ်ကုန်တာအဲ့လိုမျိုးတွေအများကြီးကြော်တယ်အဲ့ကျတော့ဆိုလိုတော့ဘယ်လိုတော့ဒီဟာနေရမယ်ဒီကျွန်တော်ကြတာရဲ့ကြီးနေတာပါဖုန်းကဒီမဲ့ဟယ်လိုဒီ flat တန်နဲ့ဒီလက်နဲ့ဒီလက်ပေါ်မတင်အောင်ဗျာဒီ flat တန်နဲ့တန်းနဲ့ကြားတဲ့ဒီသူချားနေရမယ်အဲ့မ speed ရှိနေရမယ်မတင်ထားရဘူးမြင်ရလားမြင်ရရင်လည်းအဲ့လိုမြင်ရတယ်အဲ့လိုမျိုးကြီးလက်ကြီးလိုမျိုးကြီးဒီ flat ဂရာ flat တန်ကိုလက်ပေါ်တင်မယ်ကင်မယ်ဆိုရင်ကတော့လက်ကြီးကကတ်နေမှာလိုမျိုးလွတ်နေရမယ်လွတ်ရင်ကြိုက်လို့ရွှေ့ပါမကတ်ပါဘူးเนาะအဲ့လိုလွတ်နေရမယ်ဒီလက်မအောင်လည်းအထားသူလေးကကျွန်တော်တို့ဒီမဲ့ဘယ်လိုပြောမလဲလိုလေးခိုထားလိုမျိုးပေါ့ဒီလိုမျိုးတင်ထားတချို့ကလက်မောက်ဒီလိုအနောက်ကြီးမမြင်ရလားမပြောဒီမဲ့ဒီလိုအနောက်ကြီးတို့ဟယ်လိုကြီးကြိုက်တိုင်းကြောက်လေကျွန်တော်တို့ဖိအားနေသွားတယ်တကယ်ဆိုလက်မောက်ကိုဒီ flat တန်ပေါ်လေးကိုတင်ထားသူအကွက်နဲ့သူထားမဲ့နေရာလေးကျွန်တော်ရှိပါလိမ့်မယ်เนาะကျွန်တော်ကိုစီဆရာကြီးကဟိုဘယ်အကွက်မှာဘယ်လိုလေးထားရမလဲဆိုတာကိုလက်မအနေထားလေးတွေတချို့ကြောက်လဲသိမိပါတယ်เนาะကြတော့အဲ့လိုထားပြီးလက်မကြီးကိုအနောက်မှာမထားရဘူးဟုတ်ပြီเนาะပြီးတော့ကျွန်တော်တို့ဒီလက်ဒါပါခေါ်တော့ဒီလက်ဝါးပေါ်တော့ဒီလက်ဝါးပေါ်ကိုဖလက်တန်ကြီးတင်ပြီးတော့မှလက်ကွက်တွေမကန်ရဘူးအဲ့ဒီလက်ဝါးနဲ့ဖလက်တန်ကြားတဲ့ဒီဟနေရမယ် space ရှိနေရမယ်လမ်းမဒီအပေါ်ကလူမျိုးကန်ရမယ်အဲ့ဒါဆိုရင်တော့မိတ်ဆွေတို့ဒီလက်ကွက်တွေကန်တဲ့ခါမှာအသေးချာလေးရွှေ့နိုင်ပြီးတော့မှအမြန်အတန်ထွက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်เนาะအဲ့လိုလေးတွေပြောင်းပြီးတော့ကြည့်ကြည့်ပါเนาะဒီ flat တန်နဲ့လက်ဖွားနဲ့ကြားထဲမှာဟနေရမယ်မတင်ထားရဘူးပြီးတော့ဒီကောက်ကလေးလက်ဒီပေါင်ပွဲပါလေမတင်ထားရဘူးဟုတ်ပြီเนาะအဲ့လိုလေးပြောင်းပြီးတော့ကြည့်ကြည့်ပါအစီ